ထိုင်းမှာဗျပထမမသိဘူးဒီမှာထမင်းဘူးလေးလေတံမှုဘူးလေးတွေအများကြီးဝယ်စားတယ်ထမင်းဒီအိုးလေးမဝယ်ခင်ဘူးဒီအိုးလေးဝယ်ပြီးမှဒီထမင်းဘူးတွေအများကြီးဝယ်စားကြရမလို့တော့ဘူးဒီအိုးလေးနဲ့စားလို့ရတယ်ဒီအိုးလေးကဗျထမင်းချက်မယ်ဆိုလို့ရှိရင်မီးအေးလေးနဲ့ချက်တယ်ဆိုလို့ရှိရင်ဒီမှာအဆင့်1နံပါတ်1နဲ့ချက်လို့ရတယ်မြန်မြန်ကြက်ကျင်နဲ့ကြော်မယ်ချက်မယ်ပြုတ်မယ်ဆိုလို့ရှိရင်ဒီမှာအဆင့်2အဲ့ဒါဆိုနံပါတ်2နဲ့ချက်လို့ရတယ်ပို့ပူတာပေါ့နော်မြန်တယ်ကျွန်တော်တို့နံပါတ်1နဲ့ပဲထမင်းကိုချက်တယ်မီးအေးလေးနဲ့သူပုံမှန်လေးပွက်လာလို့ရှိရင်ဒီအိုးလေးကမြန်မာငွေထိုင်းဘတ်199ကျပ်ဆိုတော့ဘတ်200တော့မပြည့်ဘူးမြန်မာငွေနဲ့ဆိုရင်တော့ဟို3000ဝန်းကျင်ပဲကျတယ်ဒါပေမဲ့တဲယူပို့ဆောင်ကားနဲ့ပါနေဆိုလို့ရှိရင်တော့အဲ့ဒါနည်းနည်းပုံများသွားမှာပေါ့နော်အခုကဘာဖြစ်နေလဲဆိုအိုးလေးတွေကရှိတယ်ကောင်းတယ်ဒါပေမဲ့အဲ့တစ်လုံးနဲ့ယူတယ်ဆိုတော့ပို့ဖို့တော်တော်ခက်နေတယ်ပို့ကနဲ့ဟိုရင်ဒီပစ္စည်းဘိုးနဲ့ဆိုပို့ကပုံများနေတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ခဏလေးစောင့်နေတယ်ဝယ်တဲ့လူများများဝယ်တယ်ဆိုလို့ရှိရင်တော့ဒီအိုးလေးတွေကျွန်တော်ဝယ်ပြီးပို့ပေးလို့ရပါတယ်လို့ဒါပေမဲ့တယောက်တည်းဝယ်တယ်ဆိုလို့ရှိရင်အဲ့ဒါပို့ပေးဖို့အမတန်ခက်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာဒီသွေးတော်တော်ကောင်းပါတယ်အခုချက်ချင်းထိုးချက်ချင်းကြက်ပဲမြန်နေဒီမှာကွက်နေပြီတွေ့လားကွက်နေပြီငွေတောင်ရိုက်တယ်